လောက်ကတခုတော့နောင်ပြီးဝင်ပြီးတော့လောက်ခဲ့တယ်ဒါပေမဲ့ဘာမှတော့ဖြစ်တော့ဖြစ်မသွားဘူးနောက်ပြီးတော့ပြန်ပေးလိုက်ဆို post နေနေအောင်ဒီနေရာမှာတော့အကားကြီးလမ်းပြီးကုန်တယ်သူကတော်တော်လေးကိုနည်းနေခဲ့ဆိုရင် over ကနေ Valentina ပြေးပြီးတော့ဝင်လာတဲ့ damage ရှားမကန်ပြန်ပေးလိုက်ဘယ်လိုက2 man ကိုလမ်းပြီးထိန်းထားဆိုရန်ကားနေနဲ့ပြန်ပြီးပေးရတော့ဘာလို့ကနေဒီတောက်လျှောက်ကို4ယောက်ကြားထဲမှာဝင်လုံးပေးနေနေတာတခုပါပဲဒီလုံးဝမသေးသေးဘူးနောက်မှ kick ကတပြည့်ရှိတော့ Justin ထပ်ပြီးတော့ back damage ပြန်ပြီးဝင်လာဖို့ကြိုးစားတယ်ဘာဘောရှေ့ရနေပြီးတော့လုံးဝ initiate လုပ်ပေးနေတာတခုမှာတော့ kick ကတော့ quick share kick damage ကြားထဲမှာ home super side နေပြန်ပေးလိုက်ရပြီကျန်တဲ့ post ကထပ်ပြီးတော့ယူဖို့ကြိုးစားနေသေးတယ်ပဲ mega kick Justin နဲ့တူဘောင်းပါထပ်ပြောက်သွားခဲ့ပြီဗျာ လုံးဝဒီ Elite ပိတ်ပြန်ခိုးရိုင်းတော့မှာတော့ဒီ Badden ခုပါလေသူဘက်ကနေပေးလာမယ်ဆိုရင် stand ခုလိုပြန်ပြီးတော့တားတော့မဆိုတော့မခဲပြင်းပြီးတော့ကျိုးတဲ့ post ကားရီနဲ့ပြီးတော့ပေးကုန်တာဆိုဒီ stand ကြားထဲမှာဒီကောက်ပါကြတဲ့ကပြန်ပြီးတော့ရသွားကြလို့ဟိုတော့ဘောင်းမတက်တောင်းသွားခဲ့တယ်တော့ဒီနှစ်ကောင်လုံးကိုပြင်းတိန်ပြီးရတဲ့အတူပါ post သူရရောက်နေနေကြတော့ post မှာထပ်ပြီးပေးရပါပြီ အော်ကောင်းတယ်ကျွန်တော်မီး The Way of Dragon Super Saiyan ကိုတမ်းပြီးရသွားခဲ့ပြီဗျအဲ့ဒါလေးတော်တော်လေးကိုတန်တယ်လို့ပြောရမယ့်နေတာတစ်ခုနဲ့အတူ Hero King 3កောင်ဒီဒီ Ogan ထပ်ပြီးရထားပါစေအဲ့တော့ Kick Quick Share လေးလမ်းမျိုးပေးထားသေးဆိုပေမဲ့ခုနကတော့လည်းဒီ Last Spring ကိုဒါ Solo K ရမှာ Kick ကပြန်ပြီးရထားပြီအဲ့ဒါလေးတော်တော်လေးအဆင်ပြေသွားခဲ့ပြီး Ogan ချက်ချင်းပတ်တဲ့အလဲပြောင်းလေးပြန်ပြီးဖြစ်သွားခဲ့တယ်အပေါ်လဲ Fast Star တို့ကကန်နေတဲ့ထပ်ပြီးရရှိသွားခဲ့ပြီးတော့ပဲတော်တော်လေးကို Network Cap လေးတွေအစပြန်ပြီးတော့တာသွားခဲ့ပြီ ဒီတူပါဟိုနောက်ကိုပြေးဝင်လာပါလားလော dance ဖြစ်သွားမှဒီစပြီးဝင်လာအတူဟိုတော့ step ပြဖဲပြီးတာ side နဲ့ဘောတော့တော့ဘောပြန်ပြီးကြောက်လို့ဂျိုးသားတို့ဟိုတော့ဝင်တဲ့ driver ကပိုးတဲ့ပါရဲ့ဒီကမှာကြီးချက်ပြီးတော့ပဲ first floor တော့ရရှိသွားခဲ့လို့ဟိုမှာပြပြေးလာတယ်ကဲဆို left ဆိုရက်နေပါနေလို့ကားရီရဲ့လက်အဖဲမှာလည်းအတူတော့တောင်းသွားခဲ့ရဆိုကဲမှာ အေးကဲတော့ကန်တယောက်ကတော့ပြန်ပြီးပေးလိုက်လောရခဲ့တဲ့ Ogan နေပြန်ပြီးတော့ပေါ်တော့မလား post နေတော့ဒီနားမှာရှိနေတော့ Justin သူကတော်တော်လေးကိုနည်းနေခဲ့ပြီဗျအဲ့တော့ပြန်ပြီးတော့ပဲ fall back တော့ပြန်ရွေးချယ်သွားဆို make a fast star ကို Lancelot တစ်ဖက်မှာအကောင်းဆုံးပြန်ယူခဲ့သလိုဘက်က Jungle Resource ကသူရောက်ထပ်ပြီးတော့ dive ဖို့ပြင်ဆင်နေတဲ့နောက်မြင်လဲသူရနည်းလေးနည်းနေခဲ့ပြီဆိုပြန်တော့ bat တင်နေဗျတော့ sign နေ make a နောက်တဲ့ second turret ကိုတက်ရိုက်နေရဗျ လုံးဝဟုတ်တယ်ဒါမှမဟုတ်လေကောင်းလို့ defend လို့ရအေး fighter slot မှာဒီကွတီတော့ပါသွားခဲ့တော့ step ပြန်ပြီးတော့ပေးတာ side နဲ့ပြန်ပါတော့ဘက်ကပေးနေ super sonic damage ကလည်းတော်တော်လေးထွက်ပါတော့မပြန်ပေးဆိုရန်က2 match stand အောက်မှာတော့ပြီးနေခဲ့တယ်နောက်မီနစ်တမကဲနောက်ကျတော့ the 4 ပေါ်နဲ့ထိုင်ဆွဲနေ supporters လုံးဝတော့မတိနေသေးပဲနဲ့ဟိုပြန်ပြီးတော့လွတ်ပေးလိုက်ရပါပြီ တော့ revitalize ကြီးခင်းလာတာ HP တော်ကြီးကိုပြန်ပြီးတော့များသွားပြီအောင်လမ်းမှာ Lancelot second turret ကြီးကို solo ကြီးတက်ရိုက်ထားရဲဆိုတော့တော့ lane phase အရာမှာတော့ extra yan တောက်လျှောက်ကို pressure ပေးနေလို့ပြော ပြီးတော့ဖြစ်နေခဲ့ပါသေးတယ် ငယ်အန်တယ်များရဲ့လောက်ကတခုတော့နောင်ပြီးဝင်ပြီးတော့လောက်ခဲ့တယ်ဒါပေမဲ့ဘာမှတော့ဖြစ်တော့ဖြစ်မသွားဘူးနောက်ပြီးတော့ပြန်ပေးလိုက်ဆို post နေနေအောင်ဒီနေရာမှာတော့အကားကြီးလမ်းပြီးကုန်တယ်သူကတော်တော်လေးကိုနည်းနေခဲ့ဆိုရင် over ကနေ Valentina ပြေးပြီးတော့ဝင်လာတဲ့ damage ရှားမကန်ပြန်ပေးလိုက်ဘယ်လိုက2 man ကိုလမ်းပြီးထိန်းထားဆိုရန်ကားနေနဲ့ပြန်ပြီးပေးရတော့ဘာလို့ကနေဒီတောက်လျှောက်ကို4ယောက်ကြားထဲမှာဝင်လုံးပေးနေတာတခုပါပဲဒီလုံးဝမသေးသေးဘူးနောက်မှ kick ကတပြည့်ရှိတော့ Justin ထပ်ပြီးတော့ back damage ပြန်ပြီးဝင်လာဖို့ကြိုးစားတယ်ဘာဘောရှေ့ရနေပြီးတော့လုံးဝ initiate လုပ်ပေးနေတာတခုမှာတော့ kick ကတော့ quick share kick damage ကြားထဲ home super side နေပြန်ပေးလိုက်ရပြီကျန်တဲ့ post ကထပ်ပြီးယူဖို့ကြိုးစားနေသေးတယ်ပဲ mega kick Justin နဲ့တူဘောင်းပါထပ်ပြောက်သွားခဲ့ပြီဗျာ လုံးဝဒီရဲ့ရှေ့ကနေပြီး initiate ပေးနိုင်မှုရတကယ်ဟိုက amazing လို့ပဲပြောရတော့ပါပဲသူရဲ့ဒီရက်တည်နိုင်မှုတွေနောက်မှာပြန်ပြီးတော့ရောက်လာကြတဲ့ Justin နဲ့တူ kick damage တွေကပြန်ပေးလိုက်ရတာ3ယောက်လောက် down သွားခဲ့ရတော့တော်တော်လေး